ဖိုးကပြောတယ်အထဲမှာရှိတဲ့သူဟာကျွန်တော်ရဲ့အနာဂတ်ဇလန်းဖော်ဖြစ်လာမှာမို့သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်တဲ့အဲ့ဒီအပြင်အဖိုးဟာကျွန်တော်ကိုမော်ပညာနဲ့ဖုံးရွှေအတက်ပညာတွေကိုတစ်ဆက်နှစ်ကြော်ကြာသင်ပေးခဲ့တယ်ကျွန်တော်အသက်18နှစ်ပြည့်တဲ့အချိန်မှာတော့အဖိုးရဲ့စပင်တွေဖြူဖွေးပြီးမျက်လုံးတွေကလည်းမှုံဝါးနေပြီးသူဆက်နေဖို့အချိန်သိမ့်မကျန်တော့ဘူးသူကွယ်လွန်ခါနီးဆဲဆဲမှာကျွန်တော်ကိုအနားခေါ်ပြီးမှာကြားချက်နှစ်ခုထားရခဲ့တယ်ပထမအချက်ကသူတည်သွားရင်အိမ်ထဲကခေါင်းတလားထဲမှာပဲသူ့ကိုမြုပ်ပေးရမယ်လူတွေကအဲ့ဒီခေါင်းတလားကိုလာယူကြလိမ့်မယ်ဘာပဲဖြစ်ဖြစ်အဲ့ဒါကိုမပါသွားအောင်ကာကွယ်စောင့်ရှောက်ရမယ်နှစ်ဒုတိယအချက်ကကျွန်တော်ဇနီးလောင်းကိုဂရုစိုက်ပြီးဘလို့အခြေအနေမျိုးမှမဆိုကာကွယ်ပေးရမယ်ကျွန်တော်ဘာမှပြန်မမေးနိုင်ခင်မှာပဲအဖိုးဟာမျက်လုံးတွေကိုဖြည်းဖြည်းချင်းမိတ်ပြီးအသက်ရှူရက်သွားခဲ့တယ်ကျွန်တော်လည်းမျက်ရည်တွေကြားကနေကတိပေးခဲ့ရုံကလွယ်လို့တခြားမတက်နိုင်ခဲ့ဘူးအဲ့ဒီနောက်မှာကျွန်တော်နဲ့ဦးလေးလေးတို့ခေါင်းတလားကိုအတင်းကော်ဖွင့်လိုက်တဲ့အခါလူတိုင်းစွန့်သွားကြတယ်အထဲမှာရှိနေတာကအယိုးချောက်တွေမဟုတ်ပဲလုံးဝပုတ်တိုးခြင်းမရှိတဲ့မိမပြူတူရဲ့ရုပ်အလောင်းဖြစ်နေလို့ပါသူဟာပုတ်တိုးမသွားတဲ့အပြင်အရန်ကိုလှပလွန်းနေတယ်ကျွန်တော်သူမရဲ့အလှကိုမေးမောနေတော့မှာပဲခေါင်းတလားထဲကနေထူးဆန်းတဲ့အနက်တစ်မျိုးလွင့်ပြတ်လာတယ်မိနစ်ပိုင်းတွင်းမှာပဲတရွာလုံးအဲ့ဒီအနက်တွေနဲ့ဖုံးရမ်းသွားပြီးကျွန်တော်မျက်နှာပြတ်သွားခဲ့တယ်ဒါကအလောင်းရက်နှက်ပဲအလောင်းတစ်ခုကနေဒီလိုအနက်ထွက်လာပြီဆိုရင်မိုင်ပေါင်းများစွာအကွာဝေးမှာရှိတဲ့မိစ္ဆာတရဝါတွေကိုဆွဲဆောင်တော့မှာပါအဲ့ဒီအချိန်ကျမှအဖိုးမှာခဲ့တဲ့မှာကြားချက်နှစ်ခုတည်းကဒုတိယအချက်ဟာတကယ်အိမ်မဆိုးကြီးဖြစ်လာတော့မယ်ဆိုတာကျွန်တော်နားလည်လိုက်တယ်ကျွန်တော်လည်းဘာမှဖုံးကွယ်မထားနိုင်တော့ပဲအဖိုးဒီနှစ်တွေတခြားတိတ်တဆိတ်လှုပ်ဆောင်ခဲ့တာမှန်သမျှကိုအားလုံးကိုပြောပြလိုက်ရတယ်အဖေကအားလုံးကိုကြားလိုက်ရတဲ့အခါဒေါသကိုမထိန်နိုင်ပဲအဖိုးရဲ့အတူပခေါင်းကိုနှစ်ချက်ဆင့်ကန်လိုက်တယ်အတွေ့အကြုံရင်းနဲ့ဦးလေးလေးကတော့အရင်ဆုံးတည်ငြိမ်အောင်လုပ်ပြီးအဖိုးစီကဘာတွေတင်ထားတယ်လဲလို့ကျွန်တော်ကိုမေးတယ်ကျွန်တော်လည်းအတော်အသင့်တက်မြောက်ထားကြောင်းပြောလိုက်တော့သူကကျွန်တော်မျက်လုံးကိုတက်တက်စိုက်ကြည့်ပြီးအခုငါတို့ဘာဆက်လုပ်တင်လဲလို့မေးလာတယ်ကျွန်တော်တက်ပြင်းတစ်ချက်ချပြီးခေါင်းတလားတွေကရုပ်လောင်းကိုစိုက်ကြည့်ရင်ဝေခွဲမရဖြစ်နေမိတယ်တာမန်တိုင်းဆိုရင်တော့ဒီအလောင်းကိုမိရှုဖျက်ဆီးလိုက်တာကအကောင်းဆုံးနည်းလမ်းပဲဒါပေမဲ့အဖိုးပြောခဲ့ဘူးတာကဒီလိုအလောင်းရင်းနဲ့ဆိုတာတကယ်တော့အတွင်းဆွမ်းအားစုရဲ့အနံ့ပဲတဲ့ဆိုလိုတာကသူမဟာကျင့်စဉ်တစ်ခုကိုကျင့်ကြံအောင်မြင်ထားလို့ဆွမ်းအားတွေရှိနေတာတာမန်အလောင်းမဟုတ်ဘူးကျွန်တော်ဘာပြောရမှန်းမသိပဲခေါင်းတွေပူနေတော့မှအမေကဦးလေးလေးကိုစိုးရိမ်တကြီးလမ်းပြောတယ်သူကကလေးပဲရှိသေးတာဒီလိုကိစ္စမျိုးကိုဘယ်လိုကင်တွင်နိုင်မှာလဲလို့ဦးလေးလေးကအမေကိုအေးဆက်ဆက်ကြည့်ပြီးဒါဆိုမင်းတို့ကဘာလုပ်ပေးနိုင်လို့လဲလို့ပြန်អော်လိုက်တော့အဖေနဲ့အမေညင်ကြသွားတယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးရဲရဲဝုန်းဝုန်းဆုံးဖြတ်လိုက်တယ်အလောင်းကိုတောင်ကုန်းနောက်ဘက်ကအိမ်ဟောင်းစီရွှေ့ကြမယ်အဲ့ဒီအိမ်ဟောင်းကရွာနဲ့ဝေးတယ်ဦးလေးလေးပိုင်တဲ့အိမ်ဖြစ်ပေမဲ့သူကလည်းသဘောတူပြီးခေါင်းညှိရှာတဲ့အဖေကဘေးကလူတွေကိုဖယ်ခိုင်းထားတော့မှဘယ်သူမှမမြင်အောင်အလောင်းကိုအဝတ်နဲ့ပတ်ပြီးကျွန်တော်ကိုယ်တိုင်တောင်ပေါ်ကိုပို့ချီသွားခဲ့တယ်အခန်းတစ်ခန်းထဲမှာသူမကိုအသားရချထားလိုက်တယ်တောင်ပေါ်လေးတွေကြောက်ထင်တယ်အလောင်းနံကအတော်လေးပြဲသွားပြီးကျွန်တော်ပြင်ထွက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတစုံတစ်ယောက်ကကြောပြင်ကိုစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရလို့ချက်ချင်းလက်ကြည့်လိုက်ပေမဲ့သူမရဲ့မျက်လုံးတွေကမှိတ်ထားဆဲပါတက်ပြင်းချပြီးအနံ့ကိုနှိမ်ထားဖို့ကတင်ပေးမှာတစ်သားပြားတွေဖြူလိုက်တယ်အဲ့ဒီအချိန်မှာပဲဘုတ်ခနဲ့အတန်တစ်ခုကြားလိုက်ရတယ်သူမရဲ့ကိုယ်ပေါ်ကနေရှေးဟောင်းစာအုပ်တအုပ်ကျန်းပြင်ပေါ်ပြုတ်ကျသွားတာပါကျွန်တော်စိတ်ကိုတင်းပြီးသွားကောက်လိုက်တယ်ပြီးတော့သူမရဲ့ခါအောက်မှာပြန်ထည့်ပေးပြီးအမြန်ဆုံးပဲအပြင်ကိုပြေးထွက်ခဲ့တော့တယ်